ဒီနေ့ကျွန်မပြောချင်တဲ့ကိစ္စလေးတစ်ခုကတော့အကိုတယောက်လိုခင်ရတဲ့အလုပ်ရှင်တယောက်ကတခါတော့ကပြောခုတာလေးကိုပြန်ပြောပြမှာပေါ့နော်တခါတလေမှလေကိုကအစင်မပြေတာလေးတွေငင်းမိရပေါ့နော်အဲ့လိုဆိုတော့ကိုထအောင်ကြီးကကျွန်မကိုဘာတစ်ခုဆုံးမတာအများတန်းရှိလဲဆိုတော့ဒါဒီကိုရွေးချယ်ခဲ့တဲ့လမ်းကိုလျှောက်ခဲ့တဲ့လမ်းနင်းဒီပုံစံခက်အတိုင်းသွားနေလို့မရဘူးနင်းစူးစမ်းရမယ်နင်းတန်မာရမယ်ဒီရဲ့မကောင်းတာတွေကိုနင်းပြင်နိုင်ရမယ်လေသူကအဲ့လိုပြောနိုင်ယောက်ျားကလည်းမကောင်းဘူးအဲ့လိုမငြင်းမိနဲ့တဲ့သူကနင်းကိုယ်တိုင်မကောင်းတဲ့အတွက်မကောင်းတဲ့ယောက်ျားကိုရွေးချယ်မိတာတဲ့ဒါပေမဲ့နင်းသာကောင်းအောင်နေမယ်ဆိုနင်းယောက်ျားကောင်းလာလိမ့်မယ်တဲ့သူကအဲ့လိုပြောခဲ့တာနော်နင်းဘလို့နေရဖို့ဘလို့ပြန်ပြုတ်ရင်ရောဆိုပြီးတော့ကျမတို့လုံးဝမပြောပြခဲ့ဘူးเนาะအခုချိန်ထိဟုတ်တယ်တေချာတွေးကြည့်လိုက်တော့ကိုထအောင်ပြောတာမှန်တယ်ကိုမကောင်းလို့ကိုအသိဉာဏ်မရှိလို့ကိုတုံးလို့ကိုအားလို့မကောင်းတဲ့ယောက်ျားတစ်ယောက်နဲ့လာပြီးအိမ်ထောင်ပြုတ်မိတာကိုသာတော်မယ်ကိုသာထက်မြက်မယ်ဆိုရင်အခုထက်မြက်နေတဲ့တော်နဲ့တော်တော်များများမိန်းမတွေအိမ်ထောင်မပြုတ်ဖြစ်ကြတော့လေနော်ကိုကတုံးခဲ့လို့အိမ်ထောင်ပြုတ်ခဲ့တာယောက်ျားမကောင်းဘူးအဲ့လိုလဲမငြီးစေချင်တော့ဘူးသိလားယောက်ျားတွေကလည်းငါမိန်းမမကောင်းဘူးအဲ့မျိုးမငြီးစေချင်ဘူးဘာဖြစ်လို့ဆိုတော့လူဆိုတာတူးလို့တန်လို့ရတာလေမတူရင်မတိုင်မရဘူးလေဒါအမှန်ဆုံးစကားပဲဒါကိုကျမတို့လက်ခံနိုင်ရမယ်လက်ရှိအနေထားကိုကျမတို့လုံးဝလက်ခံနိုင်ရမယ်ရှင်ဒါမှနှစ်ယောက်အတူတူ तू မကောင်းတာကိုမကောင်းတာတေချာပြန်တိုင်ပြီးပြန်ညှိကိုကဘာကွက်မကြိုက်လဲ तू ကဘာကွက်မကြိုက်လဲဒီလိုမျိုးပြန်ညှိပြီးတော့ရှေ့လျှောက်ရမှာရှင်ဟိုတယောက်တယောက်ကိုရွက်နေမယ်စောင်းနေမယ်ဆိုတော့တသက်လုံးအိမ်ထောင်ကြီးကတာယာသွားမှာမဟုတ်ဘူးအဲ့ဒါတေချာတယ်ဒီအကြောင်းလေးကိုပြောချင်တာပေါ့နော်အားလုံးသူပျော်ရွှင်ချမ်းမြေ့တဲ့အိမ်ထောင်ကြီးဒီပိုင်းဆိုင်နိုင်ကြပါစေလို့